ဈေးဝယ်စင်တာတစ်ခုရဲ့ဝင်ပေါက်မှာချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ရုတ်တရက်ဖျားနာပြီးလဲကျသွားခဲ့ပါတယ်။လမ်းသွားလမ်းလာတွေကတော့သူမဟာလူတွေကိုလိမ်လည်ဖို့တရုပ်ဆောင်နေတာလို့ထင်ပြီးဘယ်သူမှမကူညီရဲကြပဲရဲ့ကြည့်နေခဲ့ကြတယ်။အဲ့ဒီအချိန်မှာပို့ဆောင်ရေးဝန်ထမ်းအဖြစ်အလုပ်လုပ်နေတဲ့မိန်းကလေးတစ်ယောက်ရောက်လာခဲ့တယ်။သူမဟာဖုန်းကိုထုတ်ပြီးအခြေအနေကိုမှတ်တမ်းတင်ထားကအမျိုးသမီးရဲ့အလွန်စိတ်ထိခိုက်သွားတယ်။သူမကမိန်းကလေးကိုကျေးဇူးတင်စကားပြောပြီးသူမရဲ့သားကိုဆက်သွယ်ပေးဖို့တောင်းဆိုခဲ့တယ်။မိန်းကလေးကိုရရောစွာဆုချမယ်လို့လည်းကတိပေးခဲ့တယ်။မိန်းကလေးကငွေကြေးစုလက်ကိုညှင်းဆိုခဲ့ပြီးသားဖြစ်သူကိုလာကြိုဖို့ပဲအကြောင်းကြားပေးပါလို့ပြောလိုက်တယ်။ဖုန်းချပြီးတဲ့နောက်သူမရဲ့ပို့ဆောင်ရေးအလုံးနောက်ကျတော့မယ်ဆိုတာတတိယသွားလို့အလင်းအမြန်ထွက်သွားခဲ့တယ်။မိန်းကလေးထွက်သွားပြီးနောက်ချမ်းသာတဲ့အမျိုးသမီးကသူမရဲ့သားကိုချက်ချင်းပြန်ခေါ်ပြီးမိန်းကလေးမှာအိမ်အောင်ရှိမရှိမေးမြန်းခဲ့တယ်။တစ်ဖက်မှာတော့မင်းအိမ်ပြန်ရောက်တဲ့အခါသူမရဲ့ခရီးဆောင်အိတ်ကိုတိုက်ခန်းအပြင်မှာတွေ့လိုက်ရတယ်။တကားရှိမှရက်နေတဲ့ရီးစားကိုအလင်းစလုံးမေးလိုက်တော့သူကအေးဆက်စွာနဲ့ငါတို့လမ်းခွဲကြရအောင်လို့ပြောခဲ့တယ်။ရှင်းပြချက်တောင်မတောင်းရသေးခင်မှာပဲအမျိုးသမီးတယောက်တိုက်ခန်းထဲကနေထွက်လာခဲ့တယ်။အဲ့ဒီအချိန်မှာမှသူမရဲ့ရီးစားဟာတခြားအမျိုးသမီးနဲ့ဖောက်ပြန်နေခဲ့တာကိုသိလိုက်ရတယ်။အရှက်နဲ့နာကျင်မှုကြောင့်မိန်းကလေးကသူတို့နှစ်ယောက်လုံးကိုအိမ်ထဲကနေကန်ထုတ်လိုက်တယ်။ဖောက်ပြန်နေတဲ့ရီးစားဟောင်းကဒေါသထွက်ပြီးသူမကိုရိုက်ဖို့လက်သီးနဲ့အဲ့ဒီအချိန်မှာပဲစိန်ခံကားသုံးစီးသူမနောက်မှာရက်တက်လာခဲ့တဲ့ကားပေါ်ကဆင်းလာသူတွေကတော့မနက်ပိုင်းမှာသူမကယ်တင်ခဲ့တဲ့ချမ်းသာတဲ့အမျိုးသမီးရဲ့သား၃ယောက်ပဲဖြစ်နေတယ်။သူတို့ရဲ့အရှင်အဝါနဲ့ဩဇာအာဏာကိုမြင်လိုက်ရတော့ဖောက်ပြန်နေတဲ့ရီးစားဟောင်းကမိန်းကလေးဟာချမ်းသာတဲ့မိသားစုနဲ့ပတ်သက်နေသူလို့ထင်သွားခဲ့တယ်။အကြီးဆုံးသားကအချိန်မဖြုံးချင်တာကြောင့်ဒုတိယသားကိုမိန်းကလေးကိုအိမ်ပြန်ခေါ်သွားဖို့ပြောခဲ့ပြီးအငယ်ဆုံးသားကိုတော့ဖောက်ပြန်နေတဲ့စုံတွဲကိုကင်တွယ်ဖို့ထားခဲ့တယ်။ဒုတိယသားကမိန်းကလေးကိုစိန်ခံအင်ကြီးတဲ့ခဲဝင်လိုက်တာနဲ့သူမကယ်တင်ခဲ့တဲ့ချမ်းသာတဲ့အမျိုးသမီးကိုပြန်တွေ့လိုက်ရပြီးသူမရဲ့စိုးရိမ်ပူပန်မှုတွေတိတိတသာလျော့နေသွားခဲ့တယ်။မကြခင်မှာပဲကျန်တဲ့ညီကိုနှစ်ယောက်လည်းပြန်ရောက်လာခဲ့တယ်။သား၅ယောက်လုံးစုံနေတဲ့အချိန်မှာချမ်းသာတဲ့အမျိုးသမီးကမိန်းကလေးကိုဆိုဖာပေါ်မှာထိုင်ခိုင်းပြီးသားတွေကိုတယောက်ချင်းမိတ်ဆက်ပေးခဲ့တယ်ပြီးတော့အံ့အားသင့်စရာကောင်းတဲ့စကားတစ်ခုကိုပြောလိုက်တယ်။ဒီသားတွေကတယောက်ကိုမင်းရဲ့ခင်ပွန်းအဖြစ်ရွေးချယ်ပါမိန်းကလေးကအလွန်အံ့အားသင့်သွားခဲ့တဲ့သားတွေကိုယ်တိုင်ဒါဟာအမေဖြစ်သူရဲ့ပွဲစားစီစဉ်မှုတစ်ခုဆိုတာသဘောပေါက်သွားပြီးအခန်းထဲကနေထွက်ပြေးဖို့အကြောင်းပြချက်ရှာနေကြတယ်။မိန်းကလေးကတော့သူတို့နဲ့သူမကြားကလူမှုအဆင့်တန်းကွာဟချက်ကိုစဉ်းစားပြီးယဉ်ကျေးစွာညှဉ်းဆန်လိုက်တယ်။အဲ့ဒီအချိန်မှာဒုတိယသားကသူမစိတ်လှုပ်ရှားနေမှန်းသတိထားမိပြီးခဏနားလိုက်ပါလို့ပြောကအခန်းတစ်ခန်းထဲခေါ်သွားခဲ့တယ်။သူတို့နှစ်ယောက်ထွက်သွားတာကိုမြင်လိုက်ရတဲ့ကျန်တဲ့ညီကိုတွေကတော့ဒုတိယသားဟာမိန်းကလေးပေါ်ခံစားချက်ရှိနေပြီလို့ယူဆနေကြတယ်။အခန်းထဲရောက်တော့မိန်းကလေးကဇိမ်ခံခန်းကြီးရဲ့အရွယ်စားနဲ့အလှပကိုအံ့အားသင့်နေခဲ့တယ်။ဒုတိယသားကဖုန်းကိုထုတ်ပြီးလိုအပ်တာရှိရင်ဆက်သွယ်လို့ရအောင်ဆိုပြီးသူမရဲ့ဖုန်းနံပါတ်ကိုတောင်းခဲ့တယ်။မိန်းကလေးကသူလုပ်ပေးခဲ့တဲ့မြအတွက်စိတ်ရင်းနဲ့ကျေးဇူးတင်ကြောင်းပြောခဲ့ပေမဲ့ဒုတိယသားကတော့သူမကိုတင်းငိမ်စွာကြည့်ပြီးမင်းကိုမြင်တဲ့ပထမဆုံးအချိန်ကလေးကငါချစ်မိသွားပြီလို့ဝန်ခံလိုက်တယ်။မိန်းကလေးကချက်ချင်းညှင်းဆန်လိုက်ပြီးရှင်းမှာညီကိုတွေအများကြီးရှိတယ်။အနာဂတ်မှာဆက်ဆံရေးတွေပိုရှုပ်ထွေးလာလိမ့်မယ်လို့ပြောလိုက်တယ်။ကိုကြားလိုက်တော့ဒုတိယသားကစိတ်ပြတ်မသွားပဲပြုံးလိုက်တယ်။အနည်းဆုံးတော့သူမဟာသူ့ကိုမုန်းတာမဟုတ်ပဲအခွင့်အရေးတစ်ခုတော့